ကျမတို့ရဲ့ channel လေးကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဆက်အောင်ရေးသားထားတဲ့ဘိုးရဲနဲ့လောကမာယာဆိုတဲ့ဂမ်ဘီယာဇာတ်လမ်းတွဲတွေကအပိုင်းရှင်းဖြစ်တဲ့ကျုပ်နဲ့တမန်ကျမောင်နှမဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့အသစ်တွေတင်တိုင်းသိရှိရအောင်လို့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြပါဦးနော်။အခုတော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါရှင်။စိုက်ထီယိုဖျားမှာ3ရက်နဲ့3ညနေခဲ့ပြီးတော့အဲ့ဒီလိုနေခဲ့စဉ်မှာတခုထူးဆန်းတာကကျောက်အိတ်ထဲကပတ်စံက3ရက်လုံးလုံးထမင်းဝယ်စားခဲ့ပေမဲ့လေအိတ်ထဲပြန်နှိုက်ကြည့်လိုက်တဲ့အခါငွေ2ချက်က2ချက်ပဲဖြစ်နေတယ်။ဒါနဲ့စားနေကြထမင်းဆိုင်ကိုတွားပြီးတော့ရောင်းရငွေတွေအပြောက်ရှာရှိလားလို့မေးမြန်းကြည့်လိုက်တယ်။ဆိုင်ကလည်းအပြောက်ရှာမရှိကြောင်းပြန်ပြောတဲ့အခါကျုံလဲစိတ်သက်သာရာရပြီးတော့လက်ပြလုံးစွာနဲ့စားတောက်နိုင်ခဲ့တယ်လေအခုချိန်မှာကျုပ်ကကြိုက်ထီအိုးတောင်ကနေပြန်ဆင်းလာတာက10ရက်လောက်ရှိနေပြီအဲ့လိုပြန်ဆင်းလာပြီးတော့လာရလမ်းတိုင်းမဟုတ်ဖ ೇನೆ တခြားလမ်းစီကနေဆင်းလာခဲ့ပြီးလမ်းရောက်မှအိမ်ကိုတတိရတယ်လူသူတူတယောက်ကိုတွေ့ရင်တော့အရက်ဒေတာကိုစုံစမ်းပြီးပြန်မယ်လို့စိတ်ကူးလိုက်တယ်အဲ့လိုရှောက်လာရင်လည်းတရားထိုင်ခြင်းကိုတော့ပထမဆုံးရက်တုန်းကလိုပဲထူးထူးခြားခြားဘာမှမရှိပဲညောင်းညာခြင်းသာဖြစ်နေတာနဲ့နားလိုက်ရတဲ့ပုံစံမျိုးပဲရှိနေတယ်။ကျုပ်ခီးဆက်ထွက်ခဲ့တော့တနေရာအရောက်မှာကြားဟင်းတန်ကိုကြားလိုက်ရတယ်။အဲ့ဒါနဲ့ကျုပ်လည်းတတိထားပြီးတော့ဆက်ရှောင်ခဲ့တယ်။ဝေယုံပင်ကြီးတစ်ခုကိုအကျော်မှာတော့ကျုပ်မျက်စိထဲကိုရိတ်ခနဲပဲမြင်လိုက်ရပြီးဝေါင်းဆိုတဲ့အတန်နဲ့အတူတူမြေပြင်ပေါ်ဘိုင်းကနေကျသွားတဲ့အတန်ကိုကျုပ်ကြားလိုက်ရတဲ့အခါလှမ်းကြည့်လိုက်တော့မြေပြင်ပေါ်မှာလဲကျနေရကနေလူးလဲထားဖို့ကြိုးစားနေတဲ့ကြားကြီးတစ်ကောင်ကိုကြောက်လန့်စရာတွေ့လိုက်ရတယ်လေအဲ့ဒီကြားကြီးကလူးလဲထပြီးနောက်တစ်ခါပြန်ခုံအုပ်တယ်အဲ့ဒီအဖြစ်ပြက်ကလျှက်တစ်ပြက်အချိန်တိုခဏအတွင်းမှာဖြစ်နေတာပဲကျုံလဲဘာလို့ဘာကန်ရမှမသိပဲနဲ့မျက်စိကိုမိတ်မျက်နှာရှေ့ကိုလက်ဖြံနဲ့ကာပြီးတော့သာနေရတယ်ဘိုင်းကနေမြေကြီးပေါ်လဲကျတဲ့အတန်ကြောင့်လှမ်းကြည့်လိုက်တော့မြေပြင်ပေါ်ပြန်လဲကျနေတဲ့ကြားကြီးကိုတွေ့လိုက်ရတယ်။အဲ့ဒီခါမှပဲကျုပ်လဲမြေကြီးပေါ်ကိုဖနှောက်နဲ့ပေါက်ဖို့တတိရလိုက်ပြီးတော့တယ်။အဲ့ဒီလိုဖနှောက်နဲ့ပေါက်ချလိုက်တယ်ဆိုတာနဲ့ကြားကြီးကဂါးလို့អော်ပြီးထောင်နေတဲ့ခေါင်းကမြေပြင်နဲ့လွှဲရိုက်လိုက်တယ်လို့ဖြစ်သွားပြီးတော့ခေါင်းလဲငိုင်းဆိုင်ကျသွားတော့တယ်။ခဏလောက်ကြာတော့မှကြားကြီးကလူးလဲထလာပြီးတော့ခေါင်းကိုရမ်းလိုက်ပြီးကျုပ်ကိုစိုက်ကြည့်နေတယ်။ပြီးတော့မြုံဝန်းကလည်းမျက်ရည်တွေကျလာတာကိုထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်လေကျုပ်လည်းအဲ့ဒီကြားကြီးရဲ့ထူးခြားတဲ့အပြုတ်မူကြောင့်အထူးဆန်းဖြစ်နေတော့မှာပဲအကိုကြီးအဲ့ကြားကကြားအစ်မဟုတ်ဘူးလူဘွားကနေကြားအဖြစ်ပြောင်းပြီးတော့လူအသွင်ပြန်ပြောင်းလို့မရတဲ့ကြားပါအခုလူစိတ်ပြန်ဝင်နေပြီအဲ့ဒီလိုမျိုးစနကားရဲ့အတန်ကိုကြားလိုက်ရတယ်ကျုံလည်းစိတ်ထဲသိကျင်တာတစ်ခုရှိလို့အတန်လာရဘက်ကိုလှည့်ပြီးတော့စနကသူ့ကိုလူပြန်ဖြစ်အောင်လုပ်ပေးလို့မရဘူးလားရပါတယ်ကိုကြီးရေတစ်ခွက်ရအောင်ရှာပြီးပင်ကိုခန္ဓာပြန်ရစီဆိုပြီးတော့အမိတ်ဆန်ဆန်၃ခေါက်ရွတ်ပြီးအကိုကြီးလက်ညှိုးကိုထဲ့မွေပါပြီးရင်ကြားရဲ့နှာဖျားကနေအမီအထိအဲ့ဒီရေနဲ့ပုတ်တက်ပေးလိုက်ပါစနကရဲ့အဖြေစကားကြောင့်ကျုပ်စိတ်ထဲမှာလဲစနကပြောပုံအရကြားကြီးကလူစိတ်ပြန်ဝင်နေပြီဆိုပြီးလူစကားတော့နားလေကောင်းပါရဲ့လို့တွေးလိုက်မိတယ်။ဒါနဲ့မင်းအရင်လိုလူဘွားပြန်ရောက်ချင်လား။ကြုံမေးလိုက်တော့ကြားကြီးကခေါင်းကိုအသွင်သွင်ညှိမ့်ပြတယ်ဗျာ။ဒါနဲ့ကျုပ်လဲကဲထားဆိုမင်းငါးနောက်လိုက်ခဲ့ပြီးတော့အဲ့လိုပြောလိုက်တာနဲ့တပြိုင်နက်တည်းအဲ့ဒီလိုပြောလိုက်ပြီးတော့မကြခင်အားမှဖြတ်လာခဲ့တဲ့ချောင်းရွက်တစ်ခုစီကိုပြန်လှည့်သွားရတော့တာပေါ့။ကြားကြီးကလည်းအရန်ကိုပျော်ရွှင်နေတဲ့ပုံနဲ့ကြောင်ငယ်လေးလိုပဲခုံပေါက်ပြုံမြူပြီးတော့ကျုံနောက်ကနေလိုက်လာတဲ့ပုံကချစ်စရာတောင်ကောင်းနေသေးတော့တယ်ဗျာဒီလိုနဲ့ကျုပ်တွေ့ခဲ့တဲ့ချောင်းငယ်စီကိုရောက်တော့တည့်ရအကြီးကြီးတရွက်ကိုခူးပြီးကြော့ထိုးလိုက်တယ်ပြီးတော့ချောင်းအတွင်းကရေကိုခတ်ပြီးတော့ကြားကြီးကိုလှမ်းကြည့်လိုက်တဲ့အခါကြားကြီးကလည်းစောင့်ကြောင်ကြီးထိုင်ပြီးကျုပ်လို့သမျှအားလုံးကိုလိုက်ကြည့်နေတယ်ဗျကျုပ်လည်း
စနကပြောတဲ့အတိုင်းအဆင့်ဆင့်ပြုတ်လုပ်ပြီးတဲ့အခါကြားကြီးနီးကိုသွားပြီးနှာဖျားကနေအမိဖျားထိအဲ့ဒီရေနဲ့ပုတ်သက်ပေးပြီးတော့၃ချိန်မြောက်မှာတော့ဝေါင်းဆိုတဲ့အတန်ပြုတ်ပြီးနောက်ကျွန်းထိုးပြီးအနီးနားခြုံကြီးတစ်ခုတည်းကိုဝင်ရောက်သွားတယ်အဲ့ဒီအခါမှာဘာဖြစ်တာလဲလို့သိချင်စိမ့်နဲ့ခြုံတစ်ပတ်စီကိုသွားကြည့်ပြီးတော့ကျုပ်ပြားချက်ချင်းပြန်လှည့်ခဲ့ရတယ်ပြီးတော့ကျုပ်လွယ်ရီထဲကနေပစိုးတစ်ထည်နဲ့အင်ကြီးတစ်ထည်ကိုထုတ်ယူပြီးကျုပ်သွားကြည့်မိတဲ့နေရာကိုလှမ်းပြီးတော့ပြစ်ပေးလိုက်ရတယ်လေအဲ့ဒီလိုပြစ်ပေးလိုက်ပြီးမှကြားအဖြစ်ရှိစဉ်တုန်းကအထီးအမခွဲခြားမကြည့်မိခြင်းနဲ့အခုလိုဖြစ်နိုင်ကြောင်းကိုကြိုတင်တွက်မထားမိတဲ့ကျုပ်ရဲ့ပေါ့ဆခြင်းတွေကြောင့်ကိုတော်တော်လေးကိုမကျင်မနှက်ဖြစ်မိတော့တယ်ဗျာခဏကြာတော့မှကျုပ်ပစိုးကိုထမိန်ပုံစံလှုပ်ဝတ်ထားပြီးတော့သူ့အတွက်အများကြီးကြီးနေတဲ့ကျုပ်အင်ကြီးကြီးကိုဝတ်ပြီးအသက်20ခန်းလောက်ပဲရှိတဲ့မိန်းကလေးတူကအလွန်ရှက်သွေးဖြာနေတဲ့ပုံစံမျိုးနဲ့ခေါင်းငုပ်ပြီးထွက်လာတာကိုတွေ့လိုက်ရတယ်။ကျုပ်နားရောက်တဲ့အခါခေါင်းလေးငုံလျက်ပဲညီမကိုအခုလိုလူဘဝပြန်ရအောင်ကဲတင်ပေးတာကျေးဇူးတင်ပါတယ်အကိုမလိုပါဘူးကညီမအခုလိုကဲတင်ခွင့်ရတာကိုပဲအကိုကကျေနပ်နေပါပြီ။အိုးအဲ့ဒီမိန်းကလေးကကျုပ်စကားကိုဘယ်လိုအတိတ်ပဲကောက်လိုက်တယ်မဆိုနိုင်ဘူး။အရန်ကိုရှက်သွေးဖြာနေတော့တယ်ဗျာ။ဒါနဲ့ကျုပ်လဲကျုပ်စကားလမ်းကြောင်းပြောင်းပြီးတော့ဘယ်ကနေဘလို့ကြားဘွားရောက်သွားလဲညီမဒီလိုမေးခွန်းထုတ်လိုက်တော့မှာပဲသူတို့မျိုးရိုးကတမန်းကြားလို့ခေါ်တဲ့လူကနေကြားအသွင်ပြောင်းတဲ့ပညာရက်ကိုလက်ဆင့်ကမ်းပြီးသင်ယူလာကြတာဖြစ်ကြောင်းကိုသိရတယ်ပြီးတော့သူ့မှာအကိုတယောက်ရှိသေးတယ်ဆိုတဲ့အကြောင်းနဲ့အခုသူတို့မှာမိဘတွေကမရှိတော့ပဲဦးလေးဖြစ်သူနဲ့အတူတူမိဘတွေပိုင်တဲ့အိမ်မှာနေကြတယ်လို့ပြောတယ်။တနေ့မှာတော့သူ့အကိုနဲ့ဦးလေးဖြစ်သူတို့ကတားခေါင်သွားရှာမယ်ဆိုပြီးတိုးရဲဝင်သွားကြရာကနေနောက်နေ့မနက်မှာတော့အကိုဖြစ်သူပါမလာပဲဦးလေးဖြစ်သူတယောက်တည်းပဲပြန်လာတဲ့အကြောင်းကိုပြောပြတယ်။အဲ့ဒါကြောင့်သူမကအကိုဖြစ်သူအတွက်စိတ်ပူပြီးသွားရှာမယ်လို့စိတ်ပိုင်းဖြတ်လိုက်ပြီးတော့အိမ်ကထွက်လာတာဖြစ်ကြောင်းနဲ့တိုးရဲကိုဝင်တဲ့အခါကြားအသွင်ပြောင်းပြီးတော့သူ့အကိုကိုရှာနေကြောင်းနောက်ပြီးမတွေ့လို့ပြန်မယ်အလုံးမှာလူအသွင်ပြန်ပြောင်းတော့ပြောင်းလို့မရတော့ဘူးဆိုတဲ့အကြောင်းကိုပြောပြလာတယ်။အဲ့ဒီနောက်ပိုင်းတော့ဘာကူမှမမှတ်မိတော့ဘဲနဲ့အခုကျုံနဲ့တွေ့မှခေါင်းမူးသလိုဖြစ်သွားပြီးသူမရဲ့အဖြစ်ကိုတတိပြန်ရသွားတယ်လို့သူကပြောပြတယ်။နေပါဦးညီမရဲ့အကိုကြားမှုတာကတမန်းကြားတွေကလူအဖြစ်ပြောင်းဖို့အတွက်ဆိုရင်သူတို့အင်ကြီးတွေကိုပြရတယ်ဆိုအဲ့ဒီအဆင့်ကတခုအကိုရဲ့ညီမတို့ကြတော့လူအဖြစ်ကိုစိတ်ညွတ်လိုက်ပြီးဂျွန်းတစ်ပတ်ထိုးလိုက်ရင်လူအသွင်ပြောင်းသွားရောအဲ့ဒီလိုဖြစ်အောင်လို့ညီမတို့ကိုငငယ်ကလေးကအဖေကတရားထိုင်ခိုင်းတယ်လေပညာရဲ့တိုင်းမှာအဆုံးဆိုတာမရှိတာအကိုလက်ခံပါတယ်ဒါပေမဲ့အကိုကြားဘူးတာတခုကမိန်းကလေးတွေကဒီပညာဆက်မခံရဘူးလို့ကြားတယ်အဲ့ဒါကဘာဖြစ်လို့လဲညီမစောစောကပြောသလိုပါပဲအကိုရဲ့အဆင့်တစ်ခုရဲ့လိုအပ်ချက်တစ်ခုလိုပဲပြောပြစေသူတို့အဆင့်ကဘာဖြစ်လို့လဲညီမသူတို့ရဲ့စိတ်ကကြားဖြစ်သွားတယ်ဆိုရင်ပဲတကယ်ကြားစိတ်ပေါက်သွားတာလေညီမတို့ကြတော့အဲ့လိုမဟုတ်ဘူးကြားတစ်ကောင်ရဲ့ခန္ဓာကိုယ်စွမ်းအားကိုအသုံးပြုခြင်းလို့လူစိတ်နဲ့ကြားခန္ဓာကိုယူလိုက်တာပါသူတို့အဆင့်ကဘာလို့မိန်းကလေးတွေကိုသင်ပေးလို့မရလဲညီမအကိုကလည်းဒီလောက်ပြောပြနေတာသဘောပေါက်ပေါ့ရှင်းရှင်းပြောမပြတာကမောင်နဲ့နှမသားနဲ့အမိမကြားတဲ့စကားမို့လို့ပါရှင်ဟုတ်ပါပြီဒါနဲ့ညီမတို့ကကြားစိတ်မပေါက်အောင်လေ့ကျင့်ထားတယ်ဆိုပြီးတော့ဘာလို့ကြားစိတ်ပေါက်သွားရတာလဲအဲ့ဒါကိုညီမလည်းစဉ်းစားမရဖြစ်နေတာပါညီမအကိုရောဘလို့ဖြစ်သွားတယ်လို့ထင်လဲညီမကျုပ်အဲ့ဒီလိုမေးလိုက်တော့မှပဲမိန်းကလေးကအရန်ကိုထိတ်လန့်သွားတဲ့ပုံနဲ့အကိုအနောက်မှာကျုပ်နောက်ကျောဘက်စီကိုလက်ညှိုးထိုးပြီးတော့သူထိတ်လန့်နေတယ်ဒါနဲ့ကျုပ်လည်းလှည့်ကြည့်လိုက်တဲ့အခါပထမတော့ကတွေ့ခဲ့ရတဲ့မိန်းကလေးတစ်ဖြစ်တယ်လေကြားကြီးထက်အများကြီးကြီးမားတဲ့နောက်ထပ်ကြားတစ်ကောင်ကိုထပ်တွေ့လိုက်ရတယ်အဲ့ဒီကြားကြီးကကျုပ်တို့ကိုရံပြုတ်မဲ့ပုံတော့မရှိဘူးကျုပ်ရှေ့မှာပြင်းကြောဆန့်ပြီးတော့တောင်တန်းနေသေးတယ်ကျုပ်စိတ်ထဲမှာလဲအဲ့ဒီကြားကြီးက
မိန်းကလေးရဲ့အကိုဆိုတာများဖြစ်မလားလို့ထင်လိုက်မိတယ်ဒါနဲ့မင်းကသူ့အကိုလားမိန်းကလေးကိုလက်ညှိုးညွန်ပြပြီးတော့မေးလိုက်တဲ့အခါကြားကြီးကခေါင်းညှိပြတယ်ကျုပ်စိတ်ထဲမှာလဲသူ့ခေါင်းညှိပြနေပေမဲ့ကျုပ်ဖနှောက်နဲ့မပေါက်ရသေးခင်လူစိတ်ဝင်နေတာကိုမသိငါဖြစ်မိတယ်ဒါဆိုမင်းဒီနားမှာငြိမ်ငြိမ်လေးထိုင်နေမင်းကိုလူပြန်ဖြစ်အောင်လုပ်ပေးမယ်ကြားလားအဲ့လိုပြောလိုက်တဲ့အခါကြားကြီးကခေါင်းညှိပြပြီးမေးမေးမော်မော်လှဲအိတ်နေတယ်ဒီတော့မှကျုပ်လဲမိန်းကလေးကိုကျုပ်နာကတ်နေရပြောပြီးတက်ရွက်ကိုခူးပြီးတော့ရေခတ်ဖို့ပြင်ဆင်လိုက်တော့တယ်မိန်းကလေးကိုကျုပ်နာကတ်နေဖို့ပြောရခြင်းကတော့တခြားမဟုတ်ဘူးတကယ်လို့အဲ့ဒီကြားကြီးကစိတ်ရိုင်းဝင်ပြီးပြန်ပြီးတော့ရံပြူခဲ့ရင်မိန်းကလေးကကျုပ်နားမှာရှိနေတာကြောင့်ကြားကြီးရံကနေလွတ်နိုင်ဖို့ပဲဖြစ်တယ်ကျုံလဲကြားကြီးကိုလူအဖြစ်ပြောင်းပေးဖို့စီစဉ်ပြီးပြီဖြစ်တာနဲ့ကြားကြီးနားကိုကပ်ပြီးတော့ရေကိုလက်မှာဆွတ်ပြီးနှာဖျားကနေအမိထိပုတ်သက်ပေးလိုက်တော့တယ်အဲ့လိုလှုပ်လို့၃ချိန်မြောက်ပြီးမှာတော့ဝေါင်းဆိုတဲ့အတန်နဲ့တူအိတ်နေရာကနေထပြီးဂျွန်းထိုးပြီးတော့ခြုံွယ်ကြီးတဲ့ကိုဝင်သွားတယ်ဒီတခါတော့ဘာဖြစ်သွားလဲလို့စိတ်ထဲမဖြစ်တော့ဘဲနဲ့လွယ်ရီထဲကပစိုးနဲ့အင်ဂျီကိုထုတ်ပြီးသူဝင်သွားတဲ့ခြုံွယ်စီကိုလှန့်ပစ်ပေးလိုက်တော့တယ်အဲ့ဒီခါမိန်းကလေးကလည်းအနာကလာပြီးအကိုသွားမကြည့်တော့ဘူးလားလို့စနှောက်နေလို့ကျုပ်မျက်နှာဘယ်နှထားရမှန်းမသိအောင်ဖြစ်ရတယ်ဗျာကျုပ်အဲ့ဒီလိုဖြစ်ပျက်နေတာကိုကြည့်ပြီးမိန်းကလေးကအတန်မထွက်အောင်ကြိတ်ပြီးရည်နေတယ်ခဏလောက်ကြာတော့ကျုပ်ပစ်ပေးလိုက်တဲ့ပစိုးနဲ့အင်ဂျီကိုဝတ်ပြီးတော့ကျုပ်နဲ့အသက်အရွယ်မတိမ်မြိုင်လောက်ရှိတဲ့ယောက်ျားလေးတူကပြုံးရှင်စွာနဲ့ထွက်လာပြီးကျေးဇူးတင်လိုက်တာအကိုရဲ့ကျွန်တော်ကတော့ကြားဘွားနဲ့တစ်သက်လုံးနေသွားရတော့မယ်ထင်နေတာပြောဆိုဆိုနဲ့လူငယ်လေးကထိုင်ကြတော့တယ်အဲ့ဒီခါမိန်းကလေးကလည်းသူ့အကိုကြော့တာကိုမြင်တာနဲ့သူလည်းအကိုနဲ့အတူတူဝင်ထိုင်ပြီးတော့ကြော့တော့တာပေါ့အဲ့လိုကြော့သွားပြီးကြတဲ့အခါနောက်ကြားဖြစ်မပြောင်းတော့ပါဘူးဆိုတဲ့ဂရီကိုတောင်းတော့နှစ်ယောက်စလုံးကလိုလိုလားလားနဲ့ပေးကြတယ်လေဒါနဲ့ကျုပ်ကနေပါဦးမင်းကြတော့လူစိတ်မပြောက်ပဲမင်းညီမကဘာလို့လူစိတ်ပြောက်သွားရလဲကျွန်တော်ညီမကမိန်းကလေးဖြစ်နေတော့စိတ်နှူတာလည်းပါတယ်ပြီးတော့ဦးလေးကစိတ်သားရင်ဆိုပြီးအမဲသားတွေပါထည့်ချက်ထားတဲ့ဟင်းကိုအများကြီးစားလိုက်မိတာလည်းပါပါတယ်ဗျာအမဲသားကဘာဖြစ်လို့လဲကွမင်းဦးလေးကလည်းဘာလို့စားခွင့်မရှိတဲ့အမဲသားကိုကြွေးရတာလဲဒီလိုပါကိုကျွန်တော်တို့တမန်ကြားကျင့်စဉ်ကအမဲသားစားခွင့်မရှိပါဘူးအမဲသားစားမိပြီးကြားဖြစ်ပြောင်းလိုက်ပြီးလူအဖြစ်ပြန်ပြောင်းလို့မရတော့ပါဘူးဒါကိုသိတဲ့ကျွန်တော်တို့ဦးလေးကကျွန်တော်တို့မိဘပိုင်အိမ်နဲ့အတွင်းပစ္စည်းတွေကိုအပိုင်သိမ်းခြင်းလို့အခုလိုကြွေးတာပါကျွန်တော်ဦးလေးစိတ်တက်ကိုရိတ်မိနေတာတော့ကြာပါပြီဗျာဒီလိုတော့မလုံးတော့ဘူးလို့ထင်ထားတာဒါပေမဲ့သိလိုက်ရချိန်မှာအားလုံးကနောက်ကျသွားပြီပေါ့ဗျာဒါဆိုရင်ညီမလေးတို့ဒီလိုဖြစ်ရတာဦးလေးလက်ချက်ပေါ့ဟုတ်လားအကိုကြီးတွေ့မယ်စိတ်လျှော့ပါညီမလေးရဲ့သူ့မိုက်ပြည့်အတွက်အကိုကြီးဆက်သိမ်းပေးလိုက်ပါပြီဘလို့အကိုကြီးကဘလို့လုပ်ခဲ့တာလဲအလစ်ချောင်းမိကြိုက်သက်ခဲ့တာပေါ့ညီမလေးရဲ့လူတွေလိုက်လို့တော့မနဲ့လွတ်အောင်ပြေးခဲ့ရသေးတယ်အဲ့ဒီလိုဆိုလိုက်တော့မိန်းကလေးကလည်းဒါမှငါအကိုကြီးကွာဆိုပြီးတော့ပြေးဖက်နေတယ်ဒါနဲ့ကျုပ်ကသူတို့ကြားဖြစ်ရှိနေတော့ကတကောင်နဲ့တကောင်တွေ့မတွေ့မေးကြည့်တော့ညီမဖြစ်သူကမမတ်မိကြောင်ပြောပြီးအကိုဖြစ်သူကတွေ့ပေမဲ့ညီမဖြစ်သူကရံပြူလို့ထွက်ပြေးခဲ့ရပြီးတော့အဝေးကနေပဲစောင့်ရှောက်ခဲ့ရတယ်လို့ပြောပြတယ်သူတို့မောင်နှမရဲ့နာမည်တွေကိုမေးကြည့်လိုက်တော့အကိုကနာမည်ကစောထူးလို့သိရပြီးညီမဖြစ်သူနာမည်ကမြနှင်းလို့သိရတယ်အဲ့နောက်မှာတော့ကျုပ်လဲသူတို့မောင်နှမရဲ့ဖိတ်ကြားချက်အရာသူတို့နဲ့အတူတူသူတို့အိမ်ကိုလိုက်ခဲ့ရတာပေါ့သူတို့ရဲ့အိမ်ပြန်ခီးကတော့2 ရက်လောက်သွားရတယ်လမ်းခီးမှာအစားအသောက်တွေဆိုပြီးတော့ခရီးမထွက်ခင်တုန်းကစောထူးကြားဖြစ်နေရှိနေစဉ်ရှာထားခဲ့တဲ့သမင်တကောင်ကိုယူလာပြီးကြောက်တုံးတုံးအကူကြီးနဲ့မိမွေပြီးတော့သမင်သားမိခင်ကိုရိတ်ခါဖြစ်ယူလာတယ်လေအဲ့ဒီရိတ်ခါတွေနဲ့ပဲ2 ရက်ခီးကိုသမင်သားစပြီးခီးဆက်ခဲ့ကြတယ်2 ရက်မြောက်နေ့ကျမှရွာတရွာတွေ့ရတယ်ကျုံလဲဒီအရက်ကဘယ်အရက်ဖြစ်လဲဆိုတာကိုမေးကြည့်တော့စောထူးကကျောက်အိမ်ရှိရာအရက်ကအနောက်ဘက်မှာရှိတယ်လို့တွက်လိုက်တယ်ဒါနဲ့သူတို့မောင်နှမလည်းရွာထဲကိုမဝင်ပဲသူတို့အိမ်ဖြစ်အန်တူတဲ့ရွာထိပ်မှာရှိတဲ့ခြံကြီးအတွင်းကိုဝင်သွားကြတာနဲ့ကျုပ်လဲလိုက်ဝင်လိုက်ရတော့တာပေါ့သူတို့မောင်နှမက
ခြံထဲဝင်ပြီးအိမ်ပေါ်တက်သွားကြပေမဲ့ကျုပ်မှာတော့အိမ်ပေါ်ကိုမတက်နိုင်သေးပဲဖြစ်နေရတယ်။ဘာကြောင့်လဲဆိုတော့အိမ်ရှိတရက်ပင်ကြီးအောက်မှာလူကြီးတစ်ယောက်ကမြေပြင်တနေရာကိုစိုက်ကြည့်ပြီးတော့ထိုင်နေတာကိုတွေ့ရလို့ပဲလေ။ကျုံလဲအဲ့ဒီတရက်ပင်ကြီးနာသွားပြီးတော့ကြည့်ရှုလိုက်တဲ့အခါအဲ့ဒီလူကြီးကကျုပ်ကိုတစ်ချက်သာမောကြည့်ပြီးခေါင်းပြန်ငုံသွားပြီးတော့ကြည့်နေကြနေရာကိုပဲပြန်ကြည့်နေတယ်။အဲ့ဒီချိန်မှာပဲအကိုအိမ်အောက်မှာဘာလုပ်နေရလဲအိမ်ပေါ်တက်ခဲ့လေ။မြန်နင်းရဲ့လှမ်းခေါ်လိုက်တဲ့အတန်ကိုကြားရလို့နောက်မှပဲစုံစမ်းတော့မယ်လို့စိတ်ကူးပြီးတော့အိမ်ပေါ်ကိုတက်လိုက်လာခဲ့တယ်။အိမ်ပေါ်ရောက်တဲ့အခါကျတော့မှမြန်နင်းကအဝတ်အစားတစ်စုံထုတ်ပေးပြီးရေချိုးဖို့ပြောလို့ကျုပ်လည်းရေချိုးအဝတ်အစားလဲပြီးအိမ်ရှိမှထိုင်နေလိုက်တယ်။ခဏကြာတော့အကိုတယောက်တည်းပြင်းနေပြီလားဆိုတော့မြန်နင်းရဲ့အတန်ကိုကြားရလို့လှည့်ကြည့်လိုက်တော့မြန်နင်းကမိန်းကလေးအဝတ်စားကိုပြောင်းလဲပြီးတော့ဝတ်ဆင်ထားပြီးနေပြီ။မြန်နင်းကအဲ့ဒီအဝတ်စားနဲ့အလွန်ကိုလိုက်ဖက်ပြီးတော့ပြုံးရွှင်နေတဲ့မျက်နှာထားလေးကအရန်ကိုချစ်စရာကောင်းတယ်လို့ကြွစိတ်ထဲမှာမှတ်ချက်ပြုလိုက်မိတော့တယ်ဗျာ။အကိုဘာလို့ဒီလောက်ကြည့်နေတာလဲမမြင်ဘူးတာကြနေတာပဲ။မြန်နင်းပြောလိုက်တော့မှသတိရပြီးကျုပ်လည်းမျက်နှာလွှဲလိုက်ရတယ်။ဒီလိုဝတ်စားလိုက်တော့ငါညီမကလှသားပဲ။အကိုကလည်းညီမကအရင်ကဘာမှမွေ့ဖဲနေနေတဲ့အတိုင်းပဲပြောပုံကမြန်နေအဲ့လိုပြောပြီးသူ့စကားနဲ့သူဘာထားပေါက်သွားလေလဲတော့မပြောတတ်ဘူးအရန်ကိုရှက်ယွန်ပြီးခေါင်းငုံသွားတယ်ဒီတော့မှကျုပ်ကစကားလမ်းကြောင်းပြောင်းတဲ့အနေနဲ့ညီမရဲ့အကိုစောထုတယောက်လည်းမတွေ့ပါလားဘယ်ရောက်နေလဲအကိုကြီးလားညီမတို့စားဖို့ထမင်းချက်နေတဲ့အကိုအဖေမေဆုံးသွားပြီးကလေးကသူ့ပဲညီမကိုချက်ပြုတ်ကျွေးမွေးလာတာလေဒါနဲ့စကားမဆက်မျက်နှာချွန်ချွန်နှာရံပေါ်ပေါ်နဲ့နှစ်ဖူးညာဘက်တောင်မှာမှဲ့ကြီးတစ်လုံးပါတဲ့လူညီမတို့အမျိုးတွေမှာရှိလားရှိတယ်အကိုအဲ့ဒါမြန်နေတို့အဖိုးပါဒါပေမဲ့သူဆုံးသွားတာ10နှစ်လောက်ရှိပြီအကိုညီမကိုဆိုသူကသိချစ်တာအကိုကအဖိုးကိုဘယ်လိုသိတာလဲကျုပ်လဲမြန်နေရဲ့မိကွန်းကိုဖြည့်သိမ့်မဖြည့်သိမ့်စဉ်းစားချင်ချိန်ပြီးတော့မှမထူးပါဘူးလို့ပဲစိတ်ဆုံးဖြတ်လိုက်ပြီးသူကမကြွသေးဘူးညီမအကိုသူနဲ့တွေ့ခဲ့တယ်ကျောက်ရဲ့အဖြေစကားကိုကြားတော့မြန်နေလဲမျက်လုံးအိမ်ထဲမှာမျက်ရည်တို့ဝေးတက်လာတယ်စိတ်မကောင်းမဖြစ်ပါနဲ့ညီမအကိုကူညီပါမယ်အကိုထမင်းစားလို့ရနေပြီစောထုအတန်ကိုကြားတော့မြန်နေနဲ့အတူတူမိဖို့ဆောင်စီကိုထွက်ခဲ့ပြီး၃ယောက်သားဝိုင်းစားလိုက်ကြတယ်ထမင်းစားပြီးတဲ့အခါမှာစောထုကကျုပ်သူတို့ကိုပေးလိုက်တဲ့အင်ကြီးပစိုးတွေကိုအမတ်တရတင်ထားပြရစီလို့ဆိုပြီးအင်ကြီးပစိုးအစ်စ်နှစ်စုံနဲ့ရွှေဆွဲကြိုးတစ်ကုန်းကိုပေးပြီးအဲ့ဒီဆွဲကြိုးကသူ့မိခင်ပေးခဲ့တဲ့ဆွဲကြိုးဖြစ်ကြောင်းပြောပြတယ်။ကျုပ်လည်းအဝတ်အစားနှစ်စုံကိုယူပြီးအိတ်ထဲထည့်လိုက်ပြီးတော့ဆွဲကြိုးကိုတော့မယူပြရစီနဲ့လို့ပြောတော့စောထုတို့မောင်နှမကမယူမနေရဘူးအတင်းပေးကြတယ်။အဲ့ဒီလိုပြုတ်လုပ်ချင်းချက်ချင်းထပြန်မယ်လို့ပြောဆိုလိုက်မှသာနှစ်ယောက်သားငြိမ်သွားကြတော့တယ်လေဒီလိုနဲ့ကျုပ်လဲအိမ်အောက်ထပ်ကိုဆင်းလာခဲ့ပြီးသူထိုင်နေတဲ့တရက်ပင်သားကိုသွားပြီးတော့မလန်းမကန်းကနေစကားပြောကြည့်လိုက်တော့အဲ့ဒီလူကြီးကအမောကြည့်တာကလွဲပြီးဘာစကားကိုမှဆက်မပြောဘူးအဲ့ဒီအချိန်မှာပဲအကိုကြီးသူ့ကြည့်နေတဲ့နေရာကိုတူးလိုက်ရတဲ့ပစ္စည်းရဲ့တဝက်တိတိကိုလှူပေးပြီးတော့သူ့ကိုအမျှပေးဝေလိုက်ပါအဲ့ဒီလိုမျိုးစနကရဲ့အတန်ကိုကြားရတယ်ဒါနဲ့ကျုပ်လဲစောထုတို့မောင်နှမကိုလှမ်းခေါ်ပြီးတော့စောထုကိုကြောက်ပြတဲ့နေရာကိုတူးဆိုပြီးတော့တူးခိုင်းလိုက်တယ်စောထုတူးနေစဉ်မြန်နေရဲ့အဖိုးဖြစ်သူကကြောက်ကိုအရန်ကျေးဇူးတင်တဲ့ပုံစံမျိုးနဲ့ခေါင်းကိုအကြိမ်ကြိမ်ညွတ်ပြီးတော့အယိုသေးပေးနေတော့တယ်စောထုတူးနေတဲ့တွင်ကအနက်3ပေလောက်ကိုရောက်လာတဲ့အခါမှာတော့တခုခုကိုတွေ့ရတယ်ဆိုပြီးတတိထားပြီးတော့အဲ့ဒီအရာကိုဖော်ကြည့်လိုက်တော့တပိတ်တစ်လုံးလောက်ရှိရဲ့မြေဦးတစ်လုံးကိုတွေ့ရတယ်။မြေဦးကိုဖွင့်ကြည့်လိုက်တော့ရွှေရင်းကားတွေကိုအိုးနဲ့အပြည့်တွေ့ရပြီးစနကပြောဆိုတဲ့အတိုင်းပဲစောထုတို့မောင်နှမကိုပြောပြလိုက်တော့တယ်။အလူပွဲကြီးကအရန်ကိုစီကားလို့နေတယ်။အခုအလူပွဲကလည်းစောထုတို့မောင်နှမဖျားထီးတင်ခြင်းရွာဖုံကြီးเจ้าကိုပြုတ်ပြင်ခြင်းတိတ်အသစ်ဆောက်ခြင်းတို့အတွက်စီစဉ်ပြီးတော့မြန်နင်းကတရွာလုံးကိုထမင်းကျွေးခြင်းတယ်လို့ဆိုတာနဲ့ထမင်းကျွေးတဲ့အလူကိုလှုပ်လိုက်ကြတာ
ဒီကနေ့ဆိုရင်10 ရက်မြောက်အလှူနေ့ပဲဖြစ်တယ်ကျုံမှလည်းသူတို့အလှူကိုဝိုင်းလောက်ကင်ပေးခဲ့ပြီးတော့10 ရက်မြောက်လာပြီလေအလှူလာစားတဲ့သူတွေကိုလိုက်လံပြင်ဆင်ပေးနေတဲ့မြတ်နင်းတို့မောင်နှမမှလည်းလက်မလဲအောင်ကိုအလုံးရှုပ်နေကြတာပေါ့ကျုံလည်းအိမ်ပေါ်တက်ပြီးလွယ်ရီလေးကိုယူပြီးတော့ဘသူ့ကိုမှနှုတ်ဆက်မနေတော့ဘဲနဲ့ကျုပ်အိမ်ရှိရာအနောက်တက်တဲ့အရက်စီကိုစတင်ပြီးတော့ချိန်လန်းတွေကိုပြင်ဆင်လှမ်းခဲ့ပါတော့တယ်ဗျာဟုတ်ကဲ့ပါရှင်အပိုင်း၈ကတော့ဒီနေရာမှာရင်ပြီးဆုံးသွားပါပြီကျန်တဲ့အပိုင်းများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့မှတ်ချက်လေးတွေနဲ့အတူတူအားပေးသွားကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်